မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဟာရှေးဟောင်းသမိုင်းကြောင်းတွေယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပြည့်နှက်နေတဲ့နိုင်ငံတစ်ခုပါဒါပေမဲ့ကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတဲ့အရာတွေရဲ့နောက်ွယ်မှာလူတိုင်းမသိသေးတဲ့အန်အောဖို့ကောင်းတဲ့လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာသင်ရောသိပါသလားဒီနေ့မှာတော့ဘဟုတုတာလေးရစိတ်လဲဝင်စားဖို့ကောင်းတဲ့မြမလျှို့ဝှက်ချက်၅ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပကံခေတ်ရဲ့အမကန်နီးပညာတစ်ခုအကြောင်းပြောပြရှင်ပါတယ်ပကံကအာနန္ဒဖျားအနီးနားမှာရှိတဲ့ကြောက်စားတိုင်းအချို့ဟာတာမန်ကြောက်ပြီးနဲ့မတူပါဘူးဒီကြောက်တွေကိုလက်နဲ့ခောက်ကြည့်လိုက်ရင်တတ်တုအတလိုမျိုးငိမ်ညောင်းနဲ့တောင်ဆိုတဲ့အတန်ထွက်ပေါ်လာပါတယ်ဒါကြောင့်ဒေတာကန်တွေကနားတောင်ကြောက်လို့ခေါ်ကြတာပါရှေးခေတ်ပညာရှင်တွေဟာဘလို့နီးပညာနဲ့ဒီလိုတတ်တုအတကျွယ်ဝပြီးအတန်မြည်တဲ့ကြောက်တွေကိုရွေးချယ်ခဲ့တယ်။တာမန်ကြောက်ထဲကနေဒီလိုထူးခြားတဲ့ကြောက်ကိုဘလို့ခွဲခြားခဲ့တယ်ဆိုတာခုထိသူတေသနာပြုစရာလျှို့ဝှက်ချက်တစ်ခုဖြစ်နေသေးပါ။ဒုတိယအချက်ကတော့မန္တလေးမြို့ကကုသိုလ်တော်ဘုရားပါ။ကြောက်စာချပောင်း629ချက်နဲ့တိဆောက်ထားတဲ့ဒီနေရာကိုကမ္ဘာအကြီးဆုံးစာအုပ်လို့ UNESCO ကတောင်အတိအမှတ်ပြုထားပါတယ်။ဒါပေမဲ့ဒီကြောက်စာတွေကြားမှာလူတီနန်းနဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီကြောက်စာတွေထဲမှာစာလုံးပေါင်းအမှားအချို့ပါဝင်နေတာပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ကကြောက်ထွင်းပညာရှင်တွေဟာပိဋကတ်တော်တွေကိုကြောက်ပေါ်တင်တဲ့အခါအမှားအချို့ရှိခဲ့ပါတယ်။ဒါပေမဲ့ကြောက်ပေါ်မှာထွင်းထူပြီးသားဖြစ်လို့ပြန်ပြင်ဖို့မဖြစ်နိုင်တော့တာကြောင့်ဒီအမှားတွေဟာသမိုင်းဝင်အထောက်ထားအခုအနည်းနဲ့ဒီနေ့အထိကြံရစ်နေခဲ့တာဖြစ်ပါတယ်။တတိယအချက်ကတော့ရှုခင်းလာပါတဲ့အင်းလေးကန်ကြီးပါအင်းလေးကန်ဟာရေပေါ်အင်းလေးတွေကြောင့်နာမည်ကြီးပေမဲ့ရေအောက်ထဲမှာဘာတွေရှိနေသလဲဆိုတာလူအတော်များများမသိကြပါဘူးသူဒေသနာပြုချက်အချို့နဲ့ဒေသခံတွေရဲ့အဆိုအရအင်းလေးကန်ရေအောက်ထဲမှာရှေးဟောင်းစေဒီပရိုးတွေနဲ့အဆောက်အုံအကျွင်းကြံတွေရှိနေလေလို့သိရပါတယ်ရာစုနှစ်ပေါင်းများစွာအတွင်းရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်ရှေးဟောင်းကြီးရွာတွေဟာရေအောက်ထဲနစ်မြုပ်သွားခဲ့တာပါဒါဟာအင်းလေးကန်ကိုပိုပြီးနဲဆန်းကျယ်တဲ့နေရာတစ်ခုဖြစ်စေခဲ့ပါတယ်စတုထာချစ်အနေနဲ့မြန်မာပြည်အလဲပိုင်းကမီးတောင်ဟောင်းကြီးဖြစ်တဲ့ပုတ်ပါတောင်အကြောင်းပါပုတ်ပါတောင်ပတ်ဝန်းကျင်ဟာအလွန်ခြောက်သွေးတဲ့ဒေတာဖြစ်ပေမဲ့တောင်ပေါ်မှာတော့တစ်ပင်တွေစိမ့်ဆိုးနေပြီးစမ်းရည်တွေအမြဲထွက်နေပါတယ်ဒါရဲ့လျှို့ဝှက်ချက်ကတော့ပုတ်ပါတောင်ရဲ့မီးအောက်ထဲမှာအီယာမတဘာဝရေလောင်ကန်ကြီးတစ်ခုရှိနေတာကြောင့်ပါဒီရေလောင်ကန်ဟာမိုးရေတွေကိုစုပ်ယူတိုးလောင်ထားပြီးတစ်နှစ်ပတ်လုံးရေစိမ့်တွေထွက်ပေါ်အောင်ဖန်တီးပေးထားတာပါဒါအပြင်တောင်ကလပ်ရဲ့ဘေးပတ်လုံးမှာရှေးခေတ်အဂရစ်ပညာရှင်တွေကျင့်ကြံခဲ့တဲ့လျှို့ဝှက်ကူးတွေအများကြီးရှိတယ်လို့ယူဆကြပါနောက်ဆုံးအချက်ကတော့ကမ္ဘာအရှည်ဆုံးတစ်သားတရားဖြစ်တဲ့ဥပိန်တရားပါတရားကိုကျွန်းတိုင်ပေါင်း1086တိုင်နဲ့တိဆောက်ထားတယ်လို့သိကြပေမဲ့အဲ့ဒီထဲမှာကြောက်တိုင်တိုင်ပါနေတာကိုသင်သတိထားမိရဲ့လားတရားရဲ့အလယ်နားလောက်မှာစိုက်ထူထားတဲ့ဒီကြောက်စာတိုင်ဟာဘာတက်လဲဆိုတာအငင်းပွားစရာပါတချို့ကတရားရဲ့ကြန့်ခိုင်မှုကိုတိုင်းတာဖို့လို့ဆိုကြသလိုတချို့ကတော့တရားရေရှည်တည်တန့်ခိုင်မြဲဖို့အတွက်ရရအနေနဲ့ထည့်သွင်းခဲ့တာလို့ယုံကြည်ကြပါပဲဒီကြောက်တိုင်ဟာတစ်သားတရားကြီးရဲ့ထူးခြားတဲ့အမတ်တရားတစ်ခုပါပဲကဲအခုပြောပြခဲ့တဲ့အချက်၅ချက်ထဲမှာတင်တို့အတွက်ဘယ်အချက်ကအန်ဩစရာကောင်းဆုံးဖြစ်မလဲဆိုတာမှတ်ချက်မှာရေးပေးခဲ့ပါဦးနော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်